နန်းတော်ထဲဝင်တာ12ရှိပြီဖြစ်တဲ့မင်းရီဟာမွေးနေ့အထိမ်းအမှတ်အဖြစ်တကူတော်ကပြဖျော်ဖြေနေစဉ်ဧကရစ်မင်းမြတ်နဲ့မမျော်လင့်ပဲစုံတွေ့ခဲ့ပါတယ်။မင်းကြီးကသူမဟာသူ့အတွက်တီးတန့်ကပြတာလို့အထင်ရှိပြီးသဘောကျသွားကထိုညမှာတင်ပထမဆုံးအကြိမ်အတူအိပ်ဆက်ခွင့်ရခဲ့ပါတယ်။မထင်မှတ်ပဲထိုတစ်ကြိမ်နဲ့တင်မင်းရီဟာကိုဝင်ရရှိသွားခဲ့ပါတယ်။ဒါကိုသိရတဲ့မိဖုရားခေါင်ကြီးကကျေနပ်ဝမ်းမြောက်ပြီးမင်းရီကိုကလေးတစ်ယောက်ပေးသနာဖို့ဆုတောင်းပေးခဲ့ပါတယ်။ဒါပေမဲ့မင်းရီဟာဧကရစ်မင်းမြတ်ကိုနောက်တစ်ကြိမ်အလုပ်အကျွေးပြုဖို့ညှင်းဆန်ခဲ့တာကြောင့်မင်းကြီးရဲ့အမျက်တော်ရှာခြင်းကိုခံရပြီးအေးဆက်လာတဲ့အဆောင်စီတစ်သက်လုံးပိတ်လောင်ခြင်းခံလိုက်ရပါတော့တယ်။ထိုအဆောင်ကိုရောက်တဲ့အခါအဝတ်အစားအဆုပ်ပြဲတွေနဲ့နေထိုင်ရပြီးမိမဆိုးတွေရဲ့နှိပ်စက်မှုကိုခံရကနေတိုင်းမှုတက်နေတဲ့ပေါက်စီတွေကိုသာစားသုံးခဲ့ရပါတယ်။နှွေးထွေးမှုရအောင်မီးလုံဖို့မီးသွေးတောင်မပေးကြတာကြောင့်မင်းရီနဲ့အထင်းတော်မလေးတို့ဟာထင်းတွေကိုကိုယ်တိုင်မီးရှို့ပြီးအိုးထဲထည့်ထားခဲ့ကြပါတယ်။ဒါပေမဲ့ညတကောင်မှာမီးပွားကနေတဆင့်အဝတ်အစားတွေကိုမီးကူးဆက်သွားပြီးအဆောင်တစ်ခုလုံးမီးအပြင်းထန်လောင်ကျွမ်းခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့မင်းရီကိုစိတ်ပူနေတဲ့မင်းသားကြီးကအချိန်မီရောက်လာပြီးကယ်တင်နိုင်ခဲ့ပါတယ်။သူကမင်းရီရဲ့တနာစရာအခြေအနေကိုကြည့်ပြီးအကွက်စင်ကမင်းရီကိုမိထဲမှာတေဆုံးသွားပြီလို့လူအများထင်အောင်တေးချင်းအောင်ဆောင်စေပြီးနန်းတော်ထဲကနေတိတ်တဆိတ်ထွက်ပြေးလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။တစ်ဖက်မှာတော့မင်းရီတေဆုံးသွားပြီလို့ကြားသိရတဲ့အခါဧကရစ်မင်းမြတ်ဟာအလွန်နောင်တရပြီးဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။ကောက်ကျစ်တဲ့အမဖြစ်သူကတော့ညီမဖြစ်သူမရှိတော့တဲ့အတွက်အပြိုင်ဆိုင်မရှိတော့ဘူးလို့တွေးမိပြီးမင်းကြီးရဲ့အချစ်ကိုတူးရဲသိမ့်ပိုက်ဖို့အတွက်ချက်ချင်းပဲတွားရောက်ချင်းကပ်ပါတော့တယ်။ဒါပေမဲ့တန်ရောစင်ကြီးလာတဲ့မင်းရီကိုဆုံးရှုံးလိုက်ရတဲ့ဧကရစ်မင်းမြတ်ကတော့ဘသူ့ကိုမှမတွေ့ချင်ပဲဒေါသတကြီးမောင်းထုတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနန်းတော်ပြင်ပကိုလွတ်မြောက်သွားတဲ့မင်းရီဟာမိမိကိုယ်တိုင်ကိုဝင်ရှိနေပြီဆိုတာကိုသိရှိသွားပြီးအပြင်လောကမှာအေးချမ်းချမ်းနေထိုင်ဖို့မျှော်လင့်နေပါတော့တယ်။